ဒေါအောင်ဆန်းစုကြည် NLD နဲ့လူထုရဲ့အောင်ပွဲဖြစ်တဲ့အတွက်ဝမ်းမြောက်ဂုဏ်ပြုကြောင်းကြေညာချက်ထုတ်ပြန်ရတာလို့လူပေါင်းဒီမိုကရက်တစ်ပါတီကပြောပါတယ်ဒေါအောင်ဆန်းစုကြည်တို့ကြားပြရွေးကောက်ပွဲမှာနိုင်ရလိုက်တဲ့ကိစ္စဟာဒေါအောင်ဆန်းစုကြည်တို့ရဲ့အောင်ပွဲ NLD ရဲ့အောင်ပွဲလည်းဖြစ်တယ်လို့လူထုရဲ့အောင်ပွဲလည်းဖြစ်တယ်ဆိုတာကိုကျွန်တော်တို့ဂုဏ်ပြုတဲ့ကျွန်တော်ဝန်သားကြောင့်လှိုက်လဲကြောင့်ပြသတဲ့အနေနဲ့ကျွန်တော်တို့ထုတ်တာဖြစ်ပါတယ်တစ်ချက်ကတော့ရွေးကောက်ပွဲမဲဆွယ်စဉ်ကပေးထားတဲ့ဂရီးကပုတ်အတိုင်းတာဝန်ယူဖို့အလေးနဲ့ဖော်ပြလိုက်တာလည်းဖြစ်ပါတယ်ခဏလူထုမှာရောလူထုခေါင်းဆောင် NLD နဲ့ဒေါအောင်ဆန်းစုကြည်တို့မှာရောဘာတာဝန်ရှိတယ်လဲဆိုရင်သူတို့ရွေးကောက်ပွဲကမ်ပိန်းကာလမှာပြောဆိုခဲ့တဲ့ပြီးခဲ့တဲ့ဂရီးကပုတ်ဖြစ်တဲ့ကျွန်တော်တို့တရားဥပဒေစိုးမိုးရေးပြည်တွင်းငြိမ်းချမ်းရေးနဲ့2008အခြေခံဥပဒေပြုပြင်ရေးဆိုတဲ့လုပ်ငန်းရပ်တွေဆက်ပြီးလုပ်ကြရလိမ့်မယ်အဲ့ဒီလုပ်ငန်းရပ်တွေအတွက်ပြင်ဆင်မှုရှိနဲ့ခြေလှမ်းရှိနဲ့တကယ်ဆောင်ရွက်ကြရလိမ့်မယ်ဆိုတဲ့အချက်ကိုအလေးနဲ့ထားခြင်းတဲ့အတွက်ဖော်ပြခြင်းတဲ့အတွက်ကျွန်တော်တို့ထုတ်လိုက်တာဖြစ်ပါတယ်ပြည်သူတွေအနေနဲ့ကတော့အပြောင်းလဲကိုလိုလားတဲ့သူတို့ရဲ့ဆန္ဒကိုဖော်ထုတ်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်ဒါကဘာကိုဖော်ပြတယ်လဲဆိုလို့ရှိရင်လူထုတွေဟာဒီမိုကရေစီလိုချင်ကြတယ်အပြောင်းလဲလိုချင်ကြတယ်ခဏဖြစ်ပေါ်နေတဲ့လက်ငင်းအခြေအနေတွေကိုဘယ်လိုမှလက်မခံနိုင်ဘူးဆိုတဲ့ဥစ္စာကိုသူတို့ရဲ့ဆန္ဒတွေကိုထုတ်ဖော်ပြသကြတာဖြစ်ပါတယ် NLD အနေနဲ့လွတ်တော်တွင်လွတ်တော်ပါလှုပ်ရှားမှုတွေနဲ့တာဝန်ယူနိုင်လိမ့်မယ်လို့မျှော်လင့်ယုံကြည်ကြောင်းပြောသွားပါတယ်ဒီမှာလူထုတွေဘာလို့ချင်တယ်လဲဆိုတာလေ NLD လည်းတည်တည်ချာချာသိရှိပြီးဖြစ်တဲ့အတွက်လွတ်တော်ထဲမှာလှုပ်ရှားနိုင်စွမ်းရှိသမျှသူတို့ကြိုးစားလှုပ်ရှားကြလိမ့်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်တပြိုင်နက်တည်းမှာဘာလို့တယ်လဲဆိုလို့ရှိရင်လွတ်တော်ပါလှုပ်ရှားမှုတွေနဲ့ပေါင်းဆက်ရလိမ့်မယ်လို့ကျွန်တော်တို့ယုံကြည်တယ်အဲ့တော့လွတ်တော်တွင်လွတ်တော်ပါလှုပ်ရှားမှုတွေလုပ်ပြီးတော့မှဒီတပီလုံးအတိုင်းအတာနဲ့ဆောင်တဲ့အပြစ်ခတ်ရစရေးတွေဖြစ်အောင်နိုင်ငံရေးကျင်းသားတွေလွတ်အောင်2008အခြေခံဥပဒေကိုပြုပြင်နိုင်တဲ့အခင်းကျင်းတွေရောက်အောင်တွဲဆုံဆွေးနွေးရေးတွေတကယ်တမ်းပေါ်ပေါက်လာအောင်ဆိုတာမျိုးတွေဆက်ပြီးဆောင်ရွက်တဲ့နေဒေါအောင်ဆန်းစုကြည်တို့ NLD ပါတီမှာလည်းပိုပြီးတာဝန်ကြီးသွားတယ်လို့ကျွန်တော်အနေနဲ့မြင်တယ်ဆောင်ရွက်နိုင်လိမ့်မယ်လို့လည်းယုံကြည်တယ်ဒီလိုပဲထိုင်းမြန်မာနယ်စပ်မှာခြေစိုက်ထားတဲ့လူပေါင်းဒီမိုကရက်တစ်ပါတီဟာရှစ်လေးလုံးကျောင်းသားလှုပ်ရှားမှုကပေါ်ပေါက်လာတဲ့ကျောင်းသားပါတီဖြစ်ပြီး1990ရွေးကောက်ပွဲတုန်းကအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မဲရရှိရေးအတွက်စီးရုံးလှုပ်ရှားပေးခဲ့မှုပါတယ်ကျွန်တော်အောင်စောထက်ပါ